ကိုကိုအောင်ဟာညောင်ပင်အောက်မှာကြံရစ်ခဲ့တဲ့မလွမ်းကိုရဲ့စာအုပ်စုပ်လေးကိုတုံနေတဲ့လက်တွေနဲ့တန်ကြည့်လိုက်တယ်။စာမျက်နှာတိုင်းမှာသူမြုပ်တက်သွားတဲ့နေ့ကစပြီးဒီနေ့ထိမလွမ်းကိုရေးခဲ့တဲ့စာတွေကိုဒီနေ့ရွာကညောင်ပင်ကြီးအောက်မှာပိုတယောက်ထဲထိုင်နေမိတယ်။လူတွေကပို့ကိုမလွမ်းတက်ဘူးတဲ့။ဟုတ်ပါတယ်။ကိုမလွမ်းပါဘူး။လွမ်းနေဆိုတာထက်ပိုတဲ့ဝေဒနာကိုပဲပိုခံစားနေရတာပါ။စာမျက်နှာတစ်ခုကိုလှန်လိုက်တဲ့အခါမှာတော့ဆေးရုံမတန်းစာရွက်ဟောင်းလေးတစ်ရွက်ညှက်လျက်သားထွက်လာတယ်။ကိုကိုအောင်ဖက်ကြည့်ရင်စွန့်သွားခဲ့ရတယ်။မလွမ်းပူမှာကုသမရတော့တဲ့နှလုံးရောဂါခံရှိနေခဲ့တာပါ။သူမရဲ့နှလုံးသားကပြင်းပြင်းထန်ထန်ခံစားရရင်အချိန်မရွေးရပ်တန့်သွားနိုင်တာမို့သူမဟာကိုမလွမ်းပူလို့အမိပေးပြီးစိတ်ခံစားချက်တွေကိုအတင်းအကျပ်ထိန်းချုပ်ခဲ့ရတာဖြစ်ပါတယ်။ကိုအောင်ဟာနောင်တတွေနဲ့အတူမလွမ်းပူရဲ့အိမ်စီကိုပြေးသွားခဲ့တယ်။ဒါပေမဲ့အိမ်ရှိမှာတော့ရွာသားတွေစုယုံနေကြပြီးမလွမ်းပူဟာအိမ်ထဲကကတင်လေးပေါ်မှာအေးချမ်းစွာလဲလျောင်းနေတယ်။သူမရဲ့မျက်နှာလေးကအရင်တိုင်းတည်ငြိမ်နေတော့မယ်။ဒါပေမဲ့ဒီတစ်ခါတော့သူမပြန်လို့မလာတော့ဘူး။ကိုအောင်နဲ့အတူပါလာတဲ့မြို့ပြအမျိုးသမီးကတကယ်တော့ကိုအောင်ရဲ့ဇနီးလောက်မဟုတ်ပဲကိုအောင်အလုပ်လုပ်နေတဲ့ကုမ္ပဏီပိုင်ရှင်ရဲ့သမီးမလွမ်းပူရဲ့ယောဂကိုကူပေးဖို့အတွက်ကိုအောင်အကူအညီတောင်းပြီးခေါ်လာခဲ့တဲ့ဆရာဝန်မလေးဖြစ်နေခဲ့ပါတယ်။ကိုအောင်ဟာမြို့မှာပတ်စံတွေအသေးအတန်ရှာခဲ့တာဟာမလွမ်းပူကိုဆေးကူပေးဖို့အတွက်ပဲဖြစ်ခဲ့တာပါ။ဒါပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပြီးနောက်ဆုံးစာမျက်နှာမှာမလွမ်းပူရေးထားတာကကိုပြန်လာတဲ့နေ့မှာပိုမလွမ်းဘူးလို့ပဲပြောထွက်ပါစေ။လွမ်းတယ်လို့ပြောလိုက်ရင်ပိုရဲ့နှလုံးသားကကိုအကြာကြီးငေးကြည့်ခွင့်မပေးပဲရက်တန့်သွားမှကြောက်လို့ပါ။ညောင်ပင်ကြီးအောက်မှာတော့လေပြေလေးတွေကအရင်အတိုင်းတိုက်ခတ်နေတော့ပဲ။ဒါပေမဲ့အဲ့ဒီအပင်အောက်မှာအမျက်ထိုင်နေကြမိန်းကလေးကတော့သူမရဲ့ကလေးအတိုင်းမလွမ်းဖို့ဖြစ်နေပဲထာဝရအိပ်ဆက်သွားခဲ့ပြီ။ ရေဝင်မောင်